တာလီဇောပါအကျွမ်းတို့ရခိုင်အစီအစဉ်ကနေကိုဆိုပါရယ်ဒီအစီအစဉ်ကိုနရင်စရာသတော်ဌာနကနေတုံစာပေးနေစောပါရခိုင်ကိုသုံးရစာတိုက်စိုက်ကောက်စီလီတက်ကဘုံဂရိတ်တိုက်ခိုက်ခါဆော့ဂရောင်းအရှိတီအပါဝံအယောက်20တီဆုံခါရာဘရီကီ30ကျော်လောက်တင်ရရှိခါပါရယ်အရခတ်တော်အေးနဲ့စိုက်ကောက်စီကိုဆိုလာရှိကြောက်ဖူမျိုးနေမလာကျွမ်းကတရုတ်လျက်စိုက်တဲ့အဖန်ဖူရီစီမဲကင်အနေနာမှာတိုက်ပွဲတီအပရွန်ထန်ဖိုက်ပေါ်နေပါရယ်ရခိုင်ကိုစီဝါနဲ့စားတောက်ကုန်အတူတောင်းသုံးမှုရှိနေရတော့ ULA ကစိုက်စင်းနေရဆိုတဲ့တောင်းအပါဝံတခါဆိုင်ဝန်ဇောက်ဖို့ကောင်းတဲ့ရခိုင်တောင်းတီကိုအကျွမ်းအသင်းသားတွေကတွန်စာပြီးလောက်ဖို့ဖိုက်ပါရယ်ရခိုင်ကိုသုံးရစာတိုက်စိုက်ကောက်စီလီတက်ကဘုံဂရိတ်တိုက်ခိုက်ခါဆော့ဂရောင်းအရှိတီအပါဝံအယောက်20တီဆုံခါရာဘရီကီ30ကျော်လောက်တင်ရရှိခါပါရယ်အရခတ်တဲ့တော့အေးထင်းချောထားရရခိုင်ပေကကြောက်တော်မလို့နဲ့ရတိတော်မလို့တီကိုသုံးရစာတိုက်စိုက်ကောက်စီလီတက်ကဘုံဂရိတ်တိုက်ခိုက်ခါရတော့အရှိတီအပါဝံပြည်သူအယောက်20တီဆုံခါရာဘရီကီ30ခဏရောက်တင်ရရှိခါရလို့အေးကထုတ်ပြန်ထားပါရယ်ဘီခရီမေလာဆီလီရာညစပါအချိန်မှာစိုက်ကောက်စီလီတဲ့ကတောက်တော်မလို့ရော်မာရဲကော့ကိုဂျက်ဖိုက်တာနဲ့ဘုံဂရိတ်တိုက်ခိုက်ခါရတော့ကောအပရိုင်မေအရဒါပြည်သူအမျိုးသမီး3ယောက်တီဆုံခါပြီးက9ယောက်တင်ရရှိခါပါရယ်ယောင်အပရန်မေလာစင်ဂရာနင်ကလေတောက်တော်မလို့ကယောင်ရော်မာရဲကော့နဲ့စိုက်ပြူရီချောင်းဂိုက်စပါနယ်ဒီတင်ထားအနာပင်ဝင်းကျော်နဲ့ပီဒတာရထားလန်ဒီကိုဂျက်ဖိုက်တာနဲ့3ဂိမ်းတိုက်တိုက်ထဲမဲ့ဘုံဂရိတ်တိုက်ခိုက်ခါရတော့အပရိုင်မေအရဒါပြည်သူ9ယောက်တီဆုံခါပြီးကနောက်ထပ်ပြည်သူ9ယောက်လက်တန်ရရှိခါပါရယ်တောက်တော်မလို့ကိုနရာစတိုက်လီကောဘုံဂိမ်းတိုက်ခိုက်မှုကအရဒါပြည်သူရှာရောက်တီဆုံခါပြီးကစီလီယောက်တန်ရရှိခါပါရယ်အခုပါလီကောတိုက်ခိုက်မှုဒီစာတိုက်လုံးဆော့လာနေကြတော့မြို့ထက်ကပြည်သူတချို့စောစိုးရင်ကောင်းလန့်ပြီးကမြို့ကိုဆန်းခေါ်နေကြတယ်လို့မြို့ခင်အမျိုးသမီးတရားကပြောပါရယ်သူရဲ့အသံကိုလွန်ခွန်ရီအရာနရင်ဇာကအသံအစတို့ဖက်ပတ်ထားပါရယ်အခုပိုင်နင်းတိုင်းဘုံဂရိရှာနေလို့ပြည်သူတီလေးစားပဲနေခဲ့ဖို့လေအခုလေတင်နေခဲ့စတီမျက်စိခရင်းမှာရောင်ကောင်းလေးဂရောက်ပြီးတော့ကမျိုးကနေစိုက်ပြေးရှောင်နေကြရဆိုပါရပိုက်ပြဘိခရီမေလာစီတုံဝါနီကလည်းရတိတော်မျိုးနဲ့ထန်ဝေရောဟောက်ကြီးကိုစိုက်ကောက်စီကဘုံဂိတ်တက်ခိုက်ခါလို့ဒေသကန်စင်းယောက်တီဆုံခါပြီးက23ယောက်တန်ရရှိခါပါရယ်ရခိုင်ကိုစိုက်ကောက်စီကသုံးရစာတိုက်ဘုံဂိတ်တိုက်ခိုက်မှုတီကောင်သိဆုံလက်ခါရလူကြီးအထိမှာအသားနိုင်နဲ့အသားစင်နိုင်ရမမရှိ2ယောက်ပါဝါမမစစ်3ယောက်နဲ့ယောက်ျားခဏယောက်ဖိုက်ပါရယ်စိုက်ကောက်စီစောမေလာခရဝနီကနီ30တရာနီတီသူကပိုက်ခဲရဲစေကာလာထေတုကောက်ကိုကင်ဟာထားပြီးနောက်အခုပိုက်တိုက်ခိုက်မှုတီကိုမေပေါ်မှာကျူးလင်ခါစော်လေးဖိုက်ပါရယ်အခုပိုင်တခုတိုက်ပွဲလေးမရှိရနေရာဒီကိုရေရှာဟီဟီနဲ့ပရိုင်မေရခိုင်ပြည်သူဒီကိုလာတော့ဘုံကေတိုက်ခိုက်နေစော်ဒီကိုစိုက်ကောက်စီအနေနဲ့တာဝန်ယူမှုတာဝန်ခံမှုရှိဖို့လို့အာရခတဲ့တော်ပေါ်ခွန်ရာဥခိုင်သူကပြောပါရယ်အကြမ်းဖက်စစ်ကောင်စီဟာဒီအပြစ်မဲ့ပြည်သူတွေကိုဥတေပြီးတော့မှတိုက်ခိုက်နေတာဖြစ်တယ်သူတို့ကနေပြီးတော့ရည်ရွယ်ချက်ရှိနဲ့ဒီအပြစ်မဲ့ရခိုင်ပြည်သူတွေကိုလာရောက်ပြီးတော့ဒါဘုံကျဲတိုက်ခိုက်တာဖြစ်တယ်ဒီဟာကတော့ပြောမယ်ဆိုလို့ရှိရင်တော့ဒါဟာဒီအကြမ်းဖက်စစ်ကောင်စီအနေနဲ့ကြီးမားတဲ့ဒါစစ်ရာဇဝတ်မှုကိုကျူးလွန်နေတာဖြစ်တယ်ဒီအတွက်လည်းပဲသူတို့ဒီအကြမ်းဖက်စစ်ကောင်စီအနေနဲ့ဒါတာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်တယ်ဗျစိုက်ရှုံနေတဲ့စိုက်ကောက်စီစောရခိုင်ပါဝါမြန်မာနိုင်ငံအနေကအရသာပြည်သူဒီနေထားရဲကြည်ရိုဒီစာတန်ရောက်ဒီစီရုံဒီနဲ့ဘာသာရဲအဆောက်အုံဒီကိုပါလေကောက်ဘုံကေတိုက်ခတ်မှုဒီဒရုံနဲ့ဘုံကေမှုဒီလာနာကီနဲ့ပိုက်ခဲမှုဒီကောမမာတီနဲ့အရှိဒီအပါဝါအရသာဒီစောနေတိုက်ထိခိုက်တီဆုံနေရပါရယ်စိုက်ကောက်စီကပရိခရဲအီပီလာနရာနင်းကနေနစင်နရာနီအတော်ရခိုင်ပေကကြောက်ဖူတောက်ကောကြောက်တော်စိုက်တွေနဲ့ပေါက်တော်မျိုးဒီကိုပိုက်ခဲတိုက်ခိုက်မှုလေးပါနဲ့ကိုကင်ပူလောက်ခရဲလို့အေးလူတိုက်ချုံဆန္ဒထောက်ထားရင်းနဲ့ဖွန်ဖွေးဆိုင်ရာပူပေါဆော်ရေးယုံ HGCO ကဘရိခရဲအီပီလာ24ရာနီမှာထုတ်ပြန်ထားပါရယ်ကျွန်တော်ရှောင်းမောင်းစင်ပါအရခတ်တော်အေးနဲ့စိုက်ကောက်စီရိုးစောလာရှိကြောက်ဖူမျိုးနေမလာကျွမ်းကတရုတ်လျက်စိုက်တဲ့အဖန်ဖူရီစီမဲကင်အနေနာမှာတိုက်ပွဲတီအပရွန်ထန်ဖိုက်ပေါ်နေပါရယ်မလဲကျွမ်းကျေးရောအနီနာကတရုတ်စီမဲကင်တီအနီနာမှာအရခတ်တော်အေးနဲ့စိုက်ကောက်စီတဲရိုးစောရိခရီမေလာစင်ငါရာနင်းကနေစာတော့မနာတိုက်ပွဲတီပရွန်ထန်နီစောဖိုက်ပါရယ်စိုက်ကောက်စီစောစိုက်ရရင်တီလေရင်တီဒရုံတင်းနဲ့ပါတိုက်ခိုက်ကြလေတော့သူတို့ခရီကုန်းနေရယူထားရတက်စကန်တီဖာကိုကြားဆောင်အများအပြားနဲ့နောက်ဆုံးနေရအနေထားရှိနေရလို့မေဘရွန်ဆိုင်ရတဲ့တော်အရမိုက်တယောက်ကပြောပါရယ်
စိုက်ကောက်စီစောမလက်ကျွမ်းရော်ကတရုတ်တဲ့အာဖန်ဖရူရီနဲ့စွဲပိုက်အပူသုံးစားရုံအနီးနားတဝိုက်မှာစီမံကိန်းလုံခုံရီအတော့ခရီကုန်းနေရာကိုထဆိုလေးဖိုက်ပါရီကျောက်ထုတိုက်ပွဲမှာစိုက်ကောက်စီဖာကလီဂရောင်းနဲ့ရီဂရောင်းကနေတဲအောင်အများပရဖရီတောင်းထားပြီးကအများစုမှာတဲမကိုစီကိုအပါဝွန်ပရီတူစိုက်တောင်တဲ့30ဖရက်ကက်တေလို့သိရပါရီကျောက်ထုတဘွားတဲ့ငွေနဲ့စွဲပိုက်အပူသုံးတဲ့အာပီစာရုံကို2022ခုနှစ်အောက်တိုဘာလကစားတောင်ဆက်တဲ့လေးပဲခါပြီး2023ခုနှစ်မေလစီကိုရာနီမှာစီဘော့ဖရိုက်စားတောင်လေးပဲခါပါရီရခိုင်ပြည်နယ်စိုက်ကောက်စီဤလုံခုံရေးဆိုင်ရာအစီအဝေးတီအပါဝွန်တခါအရီကရီအစီအဝေးတီကိုရခိုင်လူမျိုးပြည်နယ်ဝင်ဂရီတီအနေနဲ့တာရောက်ခွန်မရပြဲလို့ဆိုပါရီစိုက်တွေမလို့ကရခိုင်ပြည်နယ်အစိုးရရုံးမှာနပခါတိုင်မုံပြည်နယ်စိုက်ကောက်စီဝင်ဂရီရှုပ်ဦးထိန်လောင်းနေလုံဝင်ဂရီကျော်သူရာရိုအစီအဝေးပြုလုပ်တိုင်းမှာရခိုင်လူမျိုးဝင်ဂရီတီအနေနဲ့အစေအဝေးတာရောက်ခွန်မရတွေပိုင်းအကောင်မျိုးမျိုးပြပနာပရွန်ဘာကိုပါထုတ်ခံနေရတွေလို့စိုက်ကောက်စီနဲ့နင်းဆက်တွေတတော်ရမတယောက်ကပြောပါရီအယွန်ကပြည်နယ်ဝင်ဂရီရှုပ်ဦးထိန်လောင်းကရခိုင်ပြည်နယ်အရီနဲ့ပဲသက်ပနာရခိုင်လူမျိုးဝင်ဂရီတီနဲ့ဆိုးတိုင်ပွန်ကောက်တိုင်ပွန်ရှိခကလေးတော့အခုနောက်ပိုင်းမှာတိုင်ပွန်ဆင်းနေစော်တိမရှိပြဲလို့သိရပါရီရခိုင်ပြည်နယ်အစိုးရအဖွဲ့မှရခိုင်လူမျိုးတွေ private တီစီပေါ်ရေးဝင်ကြီးရှင်နဲ့ဦးစံရွှေမောင်လူမှုရေးရာဝင်ကြီးဦးစောနိုင်လက်မဲစတဲ့ရေးဝင်ကြီးဦးအောင်ကျော်မိုးနဲ့ဥပဒေချုပ်ဦးလာသိန်းတို့ရှိခဲ့ပါရီ။ရောင်ကိစ္စနဲ့ပတ်သက်လို့ရခိုင်ပြည်နယ်စိုက်ကောက်စီပရခွန်ရသူဦးလာသိန်းကိုနရင်စရာကဖုန်းနဲ့စားတဲ့ခါကလေးဖုန်းလာခံဖြစ်ဆိုတော့မရှိခပါ။ကြောက်တော့မလို့ကိုပိုင်မဲထားပါနာအကရမ်ဟာစိုက်ကောက်စီကနရာစာတိုက်ဘုံဂရီတိုက်ခိုက်ခါစော်ကောင်တောင်းနှန်းရှိရီပရီတူတီကြောက်တော်မလို့ထားကနေဆွမ်းခေါ်နေခဲ့ပါရီ။ဘရိခရီမေလာဆေလီရာနီနဲ့စင်ဂါရာနီတီမှာစိုက်ကောက်စီလေးတဲ့ကနရာစာတိုက်ဘုံဂရီတိုက်ခိုက်ခါလို့ကြောက်တော်မလို့ကအရဲသားပရီတူရှာရောက်တည်ဆုံခါရပြီးကေဆေလေးရောက်ပရော့ထန်တန်ရရှိခါပါရီစိုက်ကောက်စီကထဲပရီကေဘုံလာဂရိဖို့စော်ကိုစတိုရင်ကက်တဲ့တော်နဲ့မရုခန်ပရီတူတီစောဘေးလရာကိုထော်ဘေးနင်ကဲစော်ဖရိုက်တေလို့မရုခန်ဒီကပရောပါရီကျောက်တော်မျိုးရော်မာရဲကောနဲ့စိုက်ပြိုရဲကျောင်းအနေအနာကိုမေလာဆေလီရာနဲ့စင်ဂါရာနီတီမှာစိုက်ကောက်စီကဂျက်တိုက်လင်းနဲ့လီဂရော့တိုက်ခိုက်မှုလေဂရင်ထားမနေတိုက်ခိုက်ခါပါရီရခိုင်ပြည်သူတီကိုအစိုးရအပရုံလိုက်သဲဖရနီရီစိုက်ကောက်စီဤလိုရက်တီကိုမက်တက်တွန်ထွားဘရီဂီနိုင်ငံတကာအဖွဲ့အစည်းတီဘာကိုပီပိုလောက်ဖို့လို့အာခါတက်တော်အေကထုတ်ပြန်ထားပါရီရခိုင်မှာဆာလာဖရိုက်ပွားနေရီပတိပခါတီဂရောင်းနီးစိလူမှုဘဝတီမှာရုံကန်လှူရှာနေကြရာဘရီဂီနေစဉ်အခရခံလိုရဲ့ရှာတီကိုရရှိနိုင်ဖို့ပိုပြီးခါခဲလာနေရလို့အပရိပေဆိုင်ရာဂရခိနီကော်မတီကပြောပါရယ်ရောင်းဝန်ထုတ်ဝန်ပိုတီကိုရောပါသတာစီဖို့စိုက်တွေမှာရှိတဲ့ ICRC အဖွဲ့ကစီတမာဂရီနဲ့အောင်တော်ရှိစခန်းတီမှာနေထိုင်ခဲ့တဲ့မိသားစု3400ရာခနိုင်စီ၄စုအတော့ထောင်းအစားထိုးလောင်စာတောက်တီပြဝေခါရလို့သိရပါရယ်ရောင်းပိုက်ထောင်းအစားထိုးလောင်စာတောက်တီပြဝေခါလို့လူပေါင်း4300ကျော်သားတာရာခပြီးကအဆောင်ပရိခါရလို့ဆိုပါရယ်ရောပန်ပိုးစော်တီဂရောင်းမိသားစုတီကထောင်းကောက်ဖို့တော့စခန်းနဲ့အဝေးကြီးကိုလာဖို့မလိုပြဖိုက်တဲ့တော့သူတို့တိကရုံတေးလာနိုင်ရင်အန်ဒရီဖိုင်နိုင်ခရီတီကိုရှော့ရှာပီဘရီကေဘေးကောင်းကောင်းနေနိုင်ဖို့ကိုအထောက်အကူဖိုက်ဖို့လို့စိုက်တွေက ICRC ဝန်ထမ်းတယောက်ကပြောပါရယ်လာနက်ကိုင်ပတိပခါနဲ့သဘွားဘီအန်ဒရီတီကောက်ထိခိုက်ခံစားရရဲရော့လူထူတီကိုပြန်လို့ထူထောင်လာရအထိပန်ပိုးကူညီလာဖို့လို့အပရိပေဆိုင်ရာဂရခိနီကော်မတီကတတိတ်ထန်ရှာထားရလို့ဆိုပြီးကေဘရိခရီမေလာစေခါရာနီဤထုတ်ပြန်ရှာမှဖော်ပြထားပါရယ်ရခိုင်ကိုစီဝါနဲ့စားကုန်အတူတီတောင်းသုံးမှုရှိနေရတော့နဲ့ ULA ကစိုက်ဆင်းနေပါရယ်ရခိုင်ကိုတစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံတီကစီဝါနဲ့စောက်ကုန်အတူတီတောင်းတမှုတီရှိနေလို့ရခိုင်မျိုးသားအဖွဲ့ချုပ်အာရခတက်တော် ULA/AAE ပတ်ဆိုင်ရာတာဝန်ရှိတဲ့လူတီကစိတ်ဆင်းနေရလို့သိရပါရယ်။ရောနိုင်ငံတီကတောင်းတလာတဲ့စတောက်ကုန်နဲ့စီဝါတီစာအခုနောက်ပိုင်းမှာအတူတီပါလာတဲ့အတော့ ground ULA/AAE စိတ်ဆင်းရေးဂိတ်တီမှာအတူအပရှိမရှိကိုစီးဆိုင်စိတ်ဆင်းမှုတီပြုလုပ်နေရလို့လေ ULA/AAE နဲ့နှိစက်တီသက်ဆိုင်ရာတာဝန်ရှိတဲ့လူတယောက်ကနရင်စရာကိုပြောပါရယ်။သူ၏အတန်ကိုတော့ခါလွန်ခရိုရီအရာနရင်စရာကအတန်အစထိုးဖက်ပြပြီးထားပါရယ်ဒီရောင်းကဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယဖက်ကဇီကောတရှုမှာဒီအတူဒီပေါ်ပါပဲဇီပေါ်ရစီဝါဒီအစားတော်ဒီပေါ်ရလေရောင်းဒီကိုရခိုင်ပြည်တော်မှာဒီတက်ခင်ဒီမဆုံးမဖို့စိုက်စီစော်ဒီရှိပါရယ်ကုန်တီတွန်လာकेစီဆိုင်စိုက်စီစော်ဒီတော့ရှိပါရယ်စီဝါစိုက်ဒီအနေကောင်းရအစားတော်ဒီဆိုကြတော့တာမဲဆိုတော့မရှိပါလေအတူတူဆိုကြတော့ထင်းထင်းထားပါရယ်ဒီဟောကြခါအရခပြည်သူအစိုးရကြီးလှုပ်ထုံးလုံးနေပါလားရ
ရခိုင်ကကုန်သေးတရှိုးစော်လေးအမရဲစွမ်တီရာလူတွေတော့ ground စီဝါနဲ့စောက်တောက်ကုန်အတူတီကိုနီးမျိုးစုံနဲ့တောင်းတောင်းမုတ်တီရှိနေရတော့ ULAAA ကအခုပိုင်စိုက်စစ်နေစာ Friday လို့လေသူကဆက်ပြပါရယ်အခုပိုင်စိုက်စစ်မုတ်တီအတော့အတူတောင်းတောင်းလာရကုန်သေးတရှိုးစော်နိုင်နာမုတ်တီရှိနေခဲ့ကလေး ULAAA လောရကမက်ကန်ရီလို့ကုန်သေးအမျိုးသမီးတယောက်ကနရင်စရာကိုပြပါရယ်သူမအတန်ကိုလေနရင်စရာကအသံစာထုံးဖက်ပြပေးထားပါရယ် အခုပိုင်စီဆိုင်စော်ကောင်းရီဘီထိုဆိုကျူးများရီဇာထိုးကုန်ပစ္စည်းမဆိုတာမိုက်တောင်းရီအရှိတီးဆိုလေဘီအန်ဒရီရှိစီရီအစားတောက်တီကိုစမိရီအသာဆုံးရှုံးနိုင်ရီအကျွမ်းရုစုကလေးလူနေစီနေမကွန်အကျွမ်းရူပိုင်တာမင်စီတီတီကဇာစီကအတူဇာကုန်ပစ္စည်းကအတူဆိုမသိနိုင်လေ စီဝါနဲ့စားသောက်ကုန်အတူတီတုံးဆွေးမီလို့ရှိခကေဘေးထွက်ဆူဂျိုတီအများကြီးခံစားရနိုင်ရတော့သေရှာစီဆိုင်ဖို့နဲ့အတူဖိုက်လို့ရှိခကေထုတ်ပြန်ကရညာရှဲပြီးဖို့လိုရလို့လေရခိုင်ပြည်သူလူထုတီကလိုလာနေခဲ့ပါရယ်စီဝါမဲပုံတော်ရရှိထားရယ်စီဝါတီနဲ့နာမည်ဆွန်တူရီတရမဝစီဝါတီဇီကွက်အတော့မှာရောင်းရှာနေမှုတီလေးကဘာအနေအပမှာရှိနေပါနာစီဝါအတူသုံးဆွေမှုတီဂရောင်းတီဆုံရလူတီလေးရှိနေရလို့ကျဲမာရဲသူတေသနာစာတန်တီအီဖော်ပရာချဲရသိရပါရယ် ဤတပတ်အကျဉ်းနရင်စရာသတော်ဌာနကတွန်ဆာရီရခိုင်အစီအစဉ်ဒီမှာပေါ်ပြီးဆုံးပါပြန်အကျဉ်းတို့အစီအစဉ်ကိုဒီပူပီရိုးတန်လိုက်မှာစုကေအပဲစင်တလုံးကနေနေတိုင်းမိုးထမရှိုင်းနာရီလေးစင်5မိနစ်နဲ့မီဇီမာရိုးတန်လိုက်မှာစုကေအပဲစင်တလုံးကနေနေတိုင်းညစပါရှိုင်းနာရီ30မိနစ်မှာဂရီရှူအားပေးနိုင်ပါရီစောင်းမြို့ဂရီရှူအားပေးခဲ့တဲ့မိဖပရိသူညီကိုမောင်မတီအားလုံးကိုကြီးစိုးအများကြီးတောင်းပါရီနောက်တစ်ပတ်မှလည်းပြန်လည်ဆုံတီးခဲ့ပါမယ်